အဲ့တော့ပဲညီကိုလေးမင်္ဂလာပါအဲ့တော့မနေ့ကညီကိုလေးအောက်ကြီးဖြစ်တဲ့အောက်ကြီးတစ်ကွက် night body ရချမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ယူဆပါတယ်အဲ့တော့ဒီနေ့လဲအောက်ကြီးဖြစ်တဲ့အောက်ကြီးတစ်ကွက်ကိုကျွန်တော်ရွေးထုတ်ပေးမယ်ဒီနေ့ပွဲတွေတော်တော်များစုကတော့အပေါ်ကြီးအပေါ်တင်းတွေတော်တော်အားကောင်းနေတာတွေ့ရတယ်အဲ့တော့အောက်ကြီးတစ်ကွက်အောက်ကြီးပွဲကအတော်လေးကိုရှားရတာပေါ့အဲ့တော့ဒီနေ့အောက်ကြီးတစ်ကွက်ကိုကျွန်တော်ဘယ်ပွဲရွေးချယ်တာဆိုရင် private နဲ့ high end ပေါ့လက်ရှိ private က 1.45 ပေးထားတဲ့ high end ကိုအဲ့တော့ဈေးတန်းရ private ပေးတဲ့ဈေးတန်းကအတော်လေးချူတာလုံးနဲ့ပြောပြလုံးနဲ့တစ်လုံးရှူရင်45ပြဆက်ရမယ်အဲ့တော့လက်ရှိ private အနေထားကရလက်ပိုင်းကအတော်လေးကောင်းတဲ့အနေထားပါရှိတယ်အဆင့်8အဲ့တော့ high end အိမ်မှာကအောက်ဆုံးတင်တော့အဆင့်18အဲ့တော့ဒီလိုအဆင့်8နဲ့ကနေအဆင့်18ကိုပေးတဲ့ဈေးတန်းကအတော်လေးချူတာလုံးနဲ့ဗျကျွန်တော်အနေနဲ့နောက်ပြီးမိတ်နဲ့တွေ့တော့ကလည်း high end ကို 1.60 1.50 1.40 တိဒီလိုမျိုးဈေးတွေပေးခဲ့တယ်အဲ့တော့ high end private အနေနဲ့ဘာကြောင့်ဈေးပုံမပေးရတာလဲပါတယ်ပေါ့အဲ့တော့ကျွန်တော်ကတော့လက်ရှိ high end မှာကရလက်ပိုင်းလေးအတော်လေးကောင်းမွန်တယ်လို့ကျွန်တော်ယူဆတဲ့ပါအောင်ဆိုတော့တေးလေးပြန်ရလာတယ်ပြီးတော့နိုင်ပွဲလေးပြန်တွေ့လာတယ်အဲ့တော့ high end လက်ရှိအနေနဲ့တော်လေးရုန်းကန်စူးစမ်းနေလို့ကျွန်တော်ယူဆမိတယ်အဲ့တော့ဈေးတန်းရလိုက်မှမိတဲ့ private ကိုလည်းကျွန်တော်မချိုက်ပါဘူးဒါကြောင့်ဒီနေ့ညီကိုတွေအနေနဲ့အောက်ကြီးဖြစ်တဲ့အောက်ကြီးတစ်ကွက် high end body ကိုအကြိုက်တူလိုက်ကပါညီကိုတွေရကြပါစေအဲ့တော့ဒီနေ့ကတော့ပွဲကြီးပွဲကောင်းတွေအများကြီးရှိတယ်အာဆင်နယ်မန်စီးတီးရှိတယ်အများသောအားဖြင့်ကတော့အပေါ်ကြီးအားကောင်းနေတယ်အဲ့တော့ဒီနေ့အောက်ကြီးကြိုက်တဲ့အောက်ကြီးတစ်ကွက်ကတော့high end body ပါညီကိုတွေအကြိုက်တူလိုက်ကပါအားလုံးပဲရကြပါစေ